ယောက်ျားတစ်ယောက်ရဲ့အကြီးမားဆုံးကြောက်ရွံ့မှုဟာဆင်းရဲသွားတာမဟုတ်ဘူးစိတ်အေးချမ်းမှုမပေးနိုင်ပဲရန်ကွဲတွေပဲဖန်တီးမဲ့တစ္ဆာမရှိတဲ့မိန်းမမျိုးနဲ့စုံမိတာကမှတကယ်ကြောက်ရွံ့သွားတာပါဒီဗီဒီယိုကိုမကြော်ပါနဲ့အဖြေကအဆုံးမှရှိပါတယ်ပတ်စံဆိုတာပြန်ရှာလို့ရတယ်အလုတ်အကင်ဆိုတာပြန်တီထောင်လို့ရတယ်ဒါပေမဲ့စိတ်အေးချမ်းမှုသာမရှိတော့ရင်လူတစ်ယောက်ရဲ့ဘဝကြီးတစ်ခုလုံးပြိုလဲသွားတတ်ပါတယ်အမြဲတမ်းငါပဲမှန်တယ်လို့ဇွတ်လုတ်တတ်တဲ့မိန်းမဟာယောက်ျားတစ်ယောက်ရဲ့ဥဆောင်နိုင်စွမ်းကိုအဆုံးတတ်ပြတာနဲ့တူတူပဲခဏခဏညှင်းခုန်တာအမြဲလိုက်အမားရှာနေတာအော်ဟစ်ပြောက်စုနေတာတွေကအိမ်ကိုပူလောင်စေပါတယ်မိမိအိမ်မှာတောင်ကိုယ့်ရဲ့တီချက်အသက်အမြဲရှင်းပြနေရတဲ့အခါယောက်ျားတစ်ယောက်ဟာယုံကြည်မှုတွေပျောက်ဆုံးလာရတယ်မလေးစားတာဟာလူကိုတိတ်တဆိတ်တေးစေတာပါမင်းကိုတစ္ဆာဖောက်ဖို့တခြားယောက်ျားတစ်ယောက်တော့မလိုဘူးသူ့ရဲ့လေတန်းအရွေးတိုက်ပြိုးတာတွေနဲ့ငါပူတိတယ်ဆိုတဲ့မလေးစားမှုတွေကတင်ယောက်ျားတစ်ယောက်ကိုစိတ်ပြတ်သွားအောင်အဝေးကိုတွန်းပို့နေမိတာပါစူညံပူလောင်လုံးတဲ့အိမ်ဟာတန်မာတဲ့ယောက်ျားကိုတော့အားလျော့သွားစေတယ်စစ်တီရတော်တယောက်ဟာတကဘာလုံးကိုတိုက်ခိုက်နိုင်ပေမဲ့အိမ်ပြန်လာတဲ့အခါမှာတော့သူချစ်ရတဲ့မိန်းမနဲ့ထပ်ပြီးစစ်ခင်းနေရရင်အိမ်ကနားခိုတာမဟုတ်တော့ရင်သူ့မှာအားပြန်ဖြစ်ဖို့နေရာမရှိတော့မဟုတ်သစ္စာရှိပြီးနားလည်မှုအပြည့်အဝရှိတဲ့မိန်းမနဲ့စုံတဲ့အခါကျတော့ယောက်ျားတစ်ယောက်ဟာအစာပေါင်းများစွာပိုးတော်လာတတ်ပါလေတည်ငြိမ်မှုလေးစားမှုယုံကြည်မှုနဲ့နားလည်မှုရှိတဲ့လက်တွဲဖော်မျိုးကတာမန်ယောက်ျားတစ်ယောက်ကိုတော့ထူးချွန်ထပ်မြတ်သူဖြစ်လာစေပါတယ်ဒီအချက်ကိုသဘောတူလဲဆိုရင်မှန်တယ်လို့ comment မှာရေးခင်နော်ဒီလိုဗဟုသုတဗီဒီယိုတွေတင်တိုင်းထိအောင် like နဲ့ share ခဲ့ဖို့လည်းမမေ့နဲ့နော်